အကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့တခုတည်းသောအားကိုးရာဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစကိုင်းငလျင်ကြီးလှုပ်အပ်ပြီးနဲ့တကြံကာလတွေပါမရှောင်အရှိန်မြင့်လှုံ့ဆော်လာတာကိုတွေ့ရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကရန်နိုင်မင်းဆိုတဲ့စစ်စင်ရေးနာမည်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုထပ်မံအရှိန်မြင့်တင်မှုညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့နေရာအများစုဟာအရက်သားပြည်သူတွေစုဝေးရာနေရာဖြစ်တဲ့ဈေးလူနေရပ်ကွက်တွေဖြစ်တဲ့အပြင်ဘာသာရေးအဆောက်အုံတွေဖြစ်တဲ့ဘုံကြီးကျောင်းခရစ်ယာန်ဘုရားကျောင်းစတဲ့နေရာတွေဖြစ်တယ်လို့ဒီတိုက်ခိုက်မှုတွေကြောင့်ဘုံကြီးကိုရင်အရက်သားပြည်သူကလေးငယ်နဲ့တက်ကြီးရွယ်အိုတွေများစွာအသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ကိုရင်ဘယ်နှပါလဲနှစ်ပါ အချက်အလက်တွေအရစကိုင်းငလျင်ကြီးလှုပ်ခဲ့တဲ့မလ28ရက်နေ့ကနေစလို့ဧပြီလ19ရက်နေ့အထိ23ရက်အတွင်းမှာ Jet Fighter, Drone, Paramotor တို့ကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ164ခုကျော်ရှိခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွေအတွင်းပြည်သူ200ဦးကျော်သေဆုံးခဲ့ရကအသက်18နှစ်အောက်ကလေးငယ်အနည်းဆုံး24ဦးပါဝင်ခဲ့ပါတယ်။ဆိုပါဖြစ်စဉ်တွေထဲမှာလူသေဆုံးမှုအများဆုံးဖြစ်စဉ်ကတော့ကလေးငယ်တွေအပါအဝင်ပြည်သူ38ဦးသေဆုံးခဲ့တဲ့တပိတ်ချင်းမြို့နယ်ရေထွက်ကြီးရွာကိုဧပြီလ18ရက်နဲ့19ရက်နေ့2ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပါတယ်။ရတယ်ဘုံခိုချင်းနဲ့ပဲအေးရတော့လားကလေးတွေဆိုရင်အများအားသူတို့ဘုံခိုချင်းနာနီးတဝိုက်မှာပဲထားတော့တယောက်ကစောင့်နေထားတယ်။အဲ့လေးရင်နေထုလို့လေခုကနေတိုင်းလာထုနေလို့မို့ခုဆို15ရက်လောက်ရှိပြီနော်။မက်စလာ24ရက်နေ့ကနေပြီးဆိုရင်တော့နေ့စဉ်ရက်ဆက်နေတိုင်းလို့ဒီမဟုတ်ညမဟုတ်နေတိုင်းလာကျဲနေရတယ် But a vast number of those who died were children. We saw their bodies burned and ripped to pieces. Is that acceptable? အဲ့တော့ကလေးတွေအများကြီးပါကြတောင်းကျန်း အကြမ်းဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကတော့အဲဂျာစီယာသတင်းဌာနနဲ့အင်တာဗျူးမှာစစ်ရေးရလိုအပ်ရင်ကလေးငယ်တွေအပါအဝင်မိသူကိုမဆိုတိုက်ခိုက်တပ်ဖြတ်မှာပဲဆိုတဲ့သဘောတက်ရောက်တဲ့အဖြေကိုဖြေကြားပြီးမြန်မာစစ်တပ်ကအခုလိုစစ်ရာဆွေးမှုတွေကိုအမှန်တကယ်ကျူးလွန်လျက်ရှိကြောင်းဝန်ခံထားတာလည်းတွေ့ရပါတယ်။ဒီလိုမျိုးကြီးမားတဲ့စစ်ရာဆွေးမှုတွေကိုကျူးလွန်ဖို့အတွက်အမိန့်ပေးစေခိုင်းသူကိုထိလက်ရောက်ကျူးလွန်သူတွေရှိနေတယ်လို့ပဲအကြမ်းဖက်စစ်အုပ်စုရဲ့ပြည်သူဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ရေးတပ်ဖွဲ့လက်အောက်ခံအကောင့်တွေကနေလဲဘုံကျဲဖို့လှုံ့ဆော်တာဘုံကျဲပြီးရင်လဲ PDF တွေရှိလို့တော်လိုင်းအင်အားစုတွေရှိလို့ကျဲတာပါဆိုတဲ့စက်ကြောင်းနဲ့သတင်းတုသတင်းမှားတွေလွှင့်တာစတာတွေကိုတပြိုင်နက်တည်းလောက်ကင်ဆောင်ရွက်နေရတွေ့ရပါတယ်။ဧပြီလ23ရက်နေ့တကြံအကြိုနေ့မှာပဲကြော်စွာအမိတုံးထားတဲ့အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံအကောင့်ကဘုံကျဲတာကိုနေရာအားလုံးဖြတ်မကျဲစေချင်ဘူး။ဒီနေ့မိုးကုတ်ကိုကျဲမယ်ဆိုရင်လေတပ်ကတိုက်ခိုက်ရေးလေယာဉ်တွေအကုန်လုံးမိုးကုတ်ကောင်းကင်ကနေ24နာရီကျဲတာမျိုးဖြစ်ရမှာပါ။အင်းတော်ကိုကျဲမယ်ဆိုရင်တရက်လုံးအင်းတော်ကိုကျဲရမှာပါ။စသဖြင့်လေကြောင်းကနေတနေကုန်ဘုံကျဲဖို့လှုံ့ဆော်တဲ့ပို့တွေကိုတင်ခဲ့တာတွေ့ရပါတယ်။ဧပြီလ16ရက်နေ့တကြံအတက်နေ့မှာလည်းအဲ့ဒီအကောင့်ကနေမြေကဘဲချိန်ပြန်သိမ်းရတယ်ဘုံသာများများကျဲပြီးလူအင်အားဆုံးရှုံးအောင်နင်းညဇက်တိုက်လှုပ်ဆောင်မှာလူမရှိရင်မြေဆိုတာဘာမှမဟုတ်ဘူးစစ်ပွဲရဲ့နေရာမှာအတိုင်းရန်သူကိုများများတတ်နိုင်သောဘက်ကသာအနိုင်ရမှာပါဆိုတဲ့စာသားကိုတင်ပြီးဘုံကျဲဖို့လှုံ့ဆော်ထားတာကိုတွေ့ရပါတယ်ဧပြီ19ရက်နေ့မှာမိုင်းဝေအမည်သုံးအကြမ်းဖက်စစ်အုပ်စုလက်အောက်ခံအကောင့်ကယခုပြထားတဲ့နေရာတွေကိုဘုံကျဲပေးပါအကြမ်းဖက်သမားများစုဖွဲ့တဲ့နေရာဖြစ်ပါတယ်ဆိုတဲ့စာသားကိုမြေပုံတီနီယာနဲ့တကွတင်ပြီးဘုံကျဲဖို့လှုံ့ဆော်ထားတာတွေ့ရပါတယ်။အထက်ပါဖော်ပြခဲ့တဲ့တပိတ်ချင်းမြို့နယ်ရေထွက်ကြီးရွာကို2ရက်ဆက်တိုက်ဘုံကျဲပြီးပြည်သူ38ဦးကျော်ကိုတပ်ဖြတ်ပြီးတဲ့နောက်မှာလည်းအကြမ်းဖက်စစ်အုပ်စုလက်အောက်ခံကြော်စွာနဲ့ဟန်ငိန်ဦးအကောင့်တွေကတပိတ်ချင်းမြို့နယ်ရေထွက်ရွာနဲ့မြင်းမှုမြို့နယ်ကန်တော်ရွာတို့မှာခိုအောင်နေထိုင်နေတဲ့အခိုင်အမာစကမ်းပြုတ်လုပ်နေထိုင်နေတဲ့ဌာနချုပ်ဖွင့်လှစ်နေထိုင်နေတဲ့ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ရဲ့လက်ကင်တုံး PDF အကြမ်းဖက်သမားများနဲ့ပသုံးလုံးတွေရဲ့စကမ်းတီနီယာတွေကိုအကြမ်းဖက်သမားနဲ့အကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူများရဲ့သတင်းပေးပို့ချက်အရာဘုံကျဲချေမှုန်းနိုင်ခဲ့ပါတယ်ဆိုပြီးတော်လိုင်းရင်ရာစုတွေရှိတဲ့နေရာကိုဘုံကျဲတရားသတင်းတုသတင်းမှားကိုဖျက်ချီခဲ့တာတွေ့ရပါတယ်။ဒါအပြင်အကြမ်းဖက်သမားတွေနဲ့အတူရှိနေရင်တော့အခုလိုမျိုးဘုံကျဲခံရမှာပဲဆိုတဲ့စာသားတွေကိုလည်းသူတို့ရဲ့ခေါင်းဆောင်ဇော်မင်းထွန်းရဲ့လေတံအတိုင်း
ရေးသားသုံးနှုန်းနေကြတာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။အထက်ပါအချက်လက်တွေအရမင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာပြည်သူလူထုကိုပြစ်မှတ်ထားပြီးကလေးတငယ်ရဟန်းရှင်လို့ဘယ်သူမှမချန်လေကြောင်းတိုက်ခိုက်မှုတွေကိုစနစ်တကျချိတ်ဆက်ပြုလုပ်နေရဆိုတာထင်ရှားပါတယ်။တစ်ချိန်ချိန်မှာအသွင်ကူးပြောင်းရေးကာလတရားမျှတမှုကိုဖော်ဆောင်ကြတဲ့နေရာမှာဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းအတွက်တရားမျှတမှုကိုပြန်လည်ဖော်ဆောင်တဲ့နေရာမှာအမိန့်ပေးစေခိုင်းသူကိုထိလက်ရောက်ကျူးလွန်သူတွေအားပေးအားမြောက်ပြုသူတွေသွေးထိုးလှုံ့ဆော်သူတွေနဲ့နောက်ွယ်ကလှုံ့ဆော်ရေးရန်နေရရဲ့တာဝန်ရှိသူတွေတယောက်မကြံကိုတရားဥပဒေနဲ့အညီစီရင်အပြစ်ပေးနိုင်ရေးမမိတ်မတုံကြိုးပမ်းဆောင်ရွက်ကြဖို့လိုမယ်ဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ပါတယ်ရှင်။